ဒါ double cheesecake ပါတစ်လုံး1000ပဲပေးရပါတယ် ကျွန်တော်စားဖို့သမီး cheesecake တွေထဲမှာလေအကောင်းဆုံး cheesecake ဆိုင်လို့ပြောရမယ်အဲ့ဒီဆိုင်လို့ကျွန်တော်ဒီနေ့ညွှန်ပေးမယ်နော်ပြီးတော့သူရှင်မှာလေ cheesecake တော်တော်များများကိုလည်းရတယ် ဝယ်လာခဲ့ပါပြီဝါချစ်စရာလေးဒါတစ်လုံး1000ပဲပေးရပါတယ်တော်တော်ကောင်းတဲ့ထဲမှာပါတယ်ဝါโอเคမောသူရှိမှအဆင်မပြေတာတခုကတော့လေစားဖို့ဆုံးမပေးတာပါပဲဆုံးမပါပါဘူးစကြပါဦးခင်ဗျာโอ้โหသူဆိုင်မှာလေ cheesecake တော်တော်များများရှိရတော်တော်များများလဲစားလို့ကောင်းတယ် cheesecake ကြိုက်တဲ့ဆိုလို့ဆိုရင်အဲ့ဆိုင်ကိုတော့တင်တယ် အဲ့ဒီဆိုင်လေးကတော့ Eduardo ပါ ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ရတာနဲ့ကျွန်တော်တော်တော်ရမ်းအောင်တန်တယ်လို့ထင်ပါတယ်တော်တော်လေးလဲစားလို့ကောင်းပါတယ်ကိုယ်ဆက်စားလိုက်ပါဦးမယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတာ